Morning ဒီနေ့တော့မနေ့ပြန်လူသွားဖို့တိုင်းမင်းအင်ဂျီလေးစချုပ်ပါမယ်ရှင်။ဒါကတော့အရင်ကတင်လို့အရင်ညှစ်ထားပါနဲ့ပတန်လေးနဲ့တူတူအင်ဂျီလေးညှစ်ထားပါမယ်ပြီးမှဟင်းအရင်ချက်ပါမယ်။ညအင်ဂျီလေးညှက်လို့ဒီနေ့တော့ဈေးသွားပြီးတော့ဈေးတွေကငါးလေးပါလာပါတယ်။ပြီးကရက်ဆွာလေးလောက်ဝလာပါတယ်။အဲ့ဒီငါးကိုငါးဟင်းချက်ပြီးတော့ကရက်ဆွာလေးကြတော့ကပွန်ဟင်းနဲ့ဟင်းကြိုလေးချက်ပါမယ်။ရာသီဥတုရမ်းပူတယ်ဆိုတော့ချင်းဆက်ဆက်လေးစားရတာပို့ပြီးတော့ကောင်းပါလေရှင်။ပြီးတော့ငါးဟင်းလေးချက်ဖို့အတွက်ကြက်တော်ဖြူလေးနဲ့ငရုတ်တီးအတောက်လေးနဲ့မျိုးသီး6နဲ့အရင်ထောင်းထားပါမယ်။ပြီးရင်ကြက်တော်နီကိုလည်းပလှိထားပါမယ်။ထောင်းထားတဲ့ငရုတ်တီးလေးလည်းရပြီဆိုတော့ငါးချက်ဖို့ငါးဟင်းလေးချက်ဖို့အတွက်ဆင်သစ်ဖြစ်နေပါပြီ။စီဆူရာနဲ့စနင်းလေးနည်းနည်းထည့်ပြီးတော့စနင်းထက်နည်းနည်းထည့်လိုက်ပါမယ်။ပြီးရင်ခုနမှာပလှိထားတဲ့ကြက်တော်နီကိုလည်းအရင်ထည့်ပြီးတော့စီတာလိုက်ပါမယ်။ကြက်တော်နီလေးကိုနွမ်းတော့အောင်ဒီအရင်စီတာလိုက်ပါမယ်ရှင်။ကျတော့နေရလဲနန်းတော့အောင်ဒီစီတက်ပြီးရင်ခုနထောင်းထားတဲ့ရုပ်တီးနဲ့ကျတော့ဖြူလေးကိုလည်းရင်ထည့်ပြီးတော့ခါစီတက်လိုက်ပါမယ်ကျတော့နေလေးနဲ့နန်းတော့ပြီးဆိုတော့လည်းရုပ်တီးနဲ့ကျတော့နေလေးမမေကရုပ်တီးအမုံတိတ်မတုံးပါဘူးရုပ်တီး6ပဲတုံးတာများပါတယ်ရုပ်တီးမုံတော့ရလားတိတ်မကြိုက်လို့ပါအဲဆိုရင်တော့ထောင်းထားတဲ့ကျတော့ဖြူလေးရရုပ်တီးလေးရဲ့ကျတော့နေလေးကိုရင်စီတက်ပြီးတော့ခုနကထားငါးလေးကိုလည်းထည့်ပြီးတော့အရင်စီလေးနဲ့အရင်ကြောက်လိုက်ပါမယ်မမေကအရင်ရီအရင်ထက်ပါဘာလို့လဲဆိုတော့ငါးကိုညနေလေးနဲ့ပြောက်သွားအောင်ငါးလေးကားလေးနဲ့တင်လာအရင်ကြော်လိုက်ပါတယ်ဒီဒီလေးနဲ့ငါးလေးနဲ့လုံးပြီးဆိုရင်မမေကမတူးအောင်ဆိုပြီးရေလေးနည်းနည်းလေးထည့်ပြီးတော့ရင်တက်ထားလိုက်ပါမယ်ရေလေးနည်းနည်းထည့်တာကချောင်းမဟုတ်ပါဘူးငါးလေးတွေနည်းနည်းလေးအသားလေးတင်းသွားအောင်ဆိုပြီးတော့ရေလေးနည်းနည်းထည့်လိုက်တာပါပြီးတော့အဲ့ဒီရေခန်းကိုအထိအရင်တက်လိုက်ပါမယ်ရေလေးခန်းကြီးဆိုတာနဲ့နည်းနည်းရေလေးနည်းနည်းထည့်ပြီးတော့ထပ်လုံးလိုက်ပါမယ်ပြီးမှရေကိုလိုတလောက်လေးရေလေးနည်းနည်းခန်းလာပြီဆိုရင်ရေကိုလိုတလောက်လေးထည့်ပြီးတော့တစ်ခါထပ်ပြီးတော့ချက်လိုက်ပါမယ်ရှင်ပြီးမှနောက်တစ်ခါရေထည့်ပြီးမှမင်းကရတာလေးထပ်ပါမယ်အဲမှာစားလေးရဲ့မင်းနည်းနည်းချိုးပဲကြိုက်တာဆိုတော့ဒီမဲ့တကြားလေးနည်းနည်းထည့်ပါတယ်ပြီးတော့ဟိုဘက်မှာငါးဟင်းလေးချက်ထားတော့ဒီဘက်ကကဒတ်ဆွာလေးတော့အရင်လှိထားပါမယ်ကဒတ်ဆွာနဲ့ကမောင်းချင်ရည်လေးနဲ့ဟင်းကြိုချက်မလို့ပါချက်တော်လေးတို့လည်းပလှိထားပါမယ်ကဒတ်ဆွာလေးလည်းပြီးပြီဆိုပြီးတော့ဟိုဘက်မှာလည်းငါးဟင်းလေးလည်းကျစ်နေပါပြီဟင်းမချခင်လေးမှာမဆလာလေးခက်ပြီးတော့ဟင်းလေးကိုမိပိတ်လိုက်ပါမယ်ရှင်ဒီနေ့ကတော့ငါးဟင်းလေးနဲ့ကပောင်းချင်ဟင်းလေးနဲ့စားပါမယ်ရှင်တရားပြီးရင်ရေနိုးအရင်တက်ထားလိုက်ပါမယ်ရေထဲကိုငစိမ့်စားငပိလေးနည်းနည်းထည့်ပြီးတော့ကြက်တော်နေလေးပါတစ်ခါထည့်ပြီးတော့ရေကိုစူအောင်ထည့်အရင်တက်ထားလိုက်ပါမယ်ရှင်စိမ့်စားငပိနဲ့ကြက်တော်နေထည့်ပြီးတော့ရေစူအောင်ထိတက်လိုက်ပြီးတော့ကဒတ်ဆွာလေးပါထည့်ပြီးတော့တက်ထားလိုက်ပါမယ်ရေလေးစူလာမှာကပောင်းချင်ပြီးတော့အဲ့ဟာတွေကိုစက်သားမုံနည်းနည်း